မ်ပီယံတွေရဲ့အားပြိုင်ပွဲဒီနှစ်2026ကမ္ဘာဖလားပြိုင်ပွဲရဲ့ဗိုလ်လူပွဲစဉ်အားဆိုလို့ရှိရင်စိတ်ဝင်စားစရာတွေနဲ့ပြည့်နေနေပြီးတော့ချန်ပီယံတွေရဲ့အားပြိုင်ပွဲလို့တောင်ပြောလို့ရပါတယ်အထူးသဖြင့်2024ယူရိုချန်ပီယံစပိန်အသင်းနဲ့2022ကမ္ဘာဖလားချန်ပီယံအာဂျင်တီးနားအသင်းတို့ထိပ်တိုက်တွေ့ဆုံနေတဲ့ final ပွဲစဉ်အားဆိုရင်လီယိုနယ်မက်ဆီနဲ့လမင်ယမဲတို့လိုမျိုးလက်ကစီတစ်ခုကိုတစ်ခုလက်ကမ်းရယူမဲ့ပလေယာလေးတွေအပြင်ကိုမှလက်ရှိအချိန်မှာ prime time ရဲ့ခြေစွမ်းမျိုးကိုပြန်လည်ရရှိနေတဲ့ Rodri နဲ့အာဂျင်တီးနားရဲ့စစ်တီတော်တွေလိုမျိုးစိတ်ဓာတ်နဲ့ကစားတတ်တဲ့ကွင်းလယ်ရမက်ကာလက်စတာအန်ဆိုဖာနာတက်ဒီပိုတို့နဲ့ထိပ်တိုက်တွေ့ဆုံမှုဟာလည်းတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတယ်လို့မြင်မိပါတယ်ဗျ။ပြိုင်ပွဲတစ်လျှောက်ပေးကိုတကိုးသာရှိသေးတဲ့စပိန်အသင်းရဲ့နောက်တန်းတဲ့ဂိုးသမားကိုဒီပြိုင်ပွဲမှာကီလီယန်အမ်ဘာပေပြီးရင်ဒုတိယဂိုးသွင်းများဆုံးဖြစ်တဲ့လီယိုနယ်မက်ဆီဦးဆောင်လာတဲ့အာဂျင်တီးနားတိုက်စစ်သွင်းကိုရယူနိုင်မလား။ပြိုင်ပွဲအသင်းကိုစပယ်ကြီးမွေတကောင်လို့လှုပ်မရအောင်ချုပ်ပြီးမှအပိုင်ကစားတတ်တဲ့စပိန်အသင်းရဲ့ကွင်းလယ်ကစားဟန်အောက်မှာအာဂျင်တီးနားအသင်းလှုပ်မရပဲပြင်သစ်လိုမျိုးဆုံဆုံမြုပ်သွားမလားတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲဖြစ်ပြီးတော့လီယိုနယ်မက်ဆီရဲ့ magical movement တွေကိုကျွန်တော်တို့ထပ်ပြီးတွေ့မြင်ရအောင်မလားအင်္ဂလန်အသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ပွဲပြီးကန်ဒီ10မိနစ်15မိနစ်ဝန်းကျင်ဟာအာဂျင်တီးနားအသင်းသားတွေမှာစူပါပါဝါတွေတိုးလာသလားမှတ်ရအောင်အရန်ကိုကစားအားကောစိတ်ဓာတ်ပိုင်းမှာထောင်တက်လာပြီးတော့မှလီယိုနယ်မက်ဆီရဲ့တကယ်ကို magical movement နှစ်ကြိမ်နဲ့ကမ်းဖတ်နိုင်ခဲ့တာဖြစ်ပြီးဒီနေ့စပိန်အသင်းနဲ့ပွဲစဉ်မှာရောဒီလိုမျိုး movement တွေလီယိုနယ်မက်ဆီထပ်ပြီးဖန်တီးပြနိုင်မလားစပိန်အသင်းရဲ့အားသာချက်ဖြစ်တဲ့ကွင်းလယ်စူဖတ်မှုကောင်းနဲ့တစ်ဖက်အသင်းကိုအကောင်းဆုံးထိန်းချုပ်ပြီးတော့မှလမင်ယမ်မဲ့ Alex Banner တို့ရဲ့တောင်ပန်ကထိုးဖောက်မှုတွေရဲ့တိုက်စစ်ကအိုယာဇာဘယ်ရဲ့ရွှေရှားပုံတွေနေရာလွတ်ယူပုံတွေဒန်နယ်အော်လမိုရဲ့အေရီယာရဲ့ပြင်းဝင်အဆုံးသတ်တဲ့ပုံစံတွေကိုအာဂျင်တီးနားနောက်တန်းထိန်းချုပ်ဖို့တော့တော်တော်လေးစူးစမ်းရမှာဖြစ်တယ်လို့မြင်မိပါတယ်စပိန်သင်းရဲ့နောက်တန်းတဲ့ဂိုးသမားကပြိုင်ပွဲတစ်ချောင်းပေးကိုတကိုးပဲပေးရသေးတယ်ဆိုပေမဲ့လီယိုနယ်မက်ဆီလိုမျိုးအချိန်တိုင်းစက္ကန့်တိုင်းမှာဘာလုပ်မလဲဆိုတာခံမှန်းလို့မရတော့တဲ့အထိပုံမှန်ခြေစွမ်းပြနေစေပလေယာတယောက်ပါလာတာကဒုတိယအကြိမ်စပိန်သင်းကိုဂိုးပေးရဖို့ဖြစ်လာမှာလားဒါကကျွန်တော်တို့ဒီပွဲအတွက်တော်တော်လေးကိုစိတ်ဝင်စားဖို့အကောင်းဆုံးအချက်လို့ပြောလို့ရပါတယ်။ဒိုင်ပွဲတစ်ချောင်းမှာဘယ်ဂျီယန်အသင်းရဲ့ Kevin De Bruyne ဖြတ်တင်မော်ကိုအတလန်နာတိုက်စစ်မှုခေါင်းတိုက်အဆုံးသတ်ခဲ့တဲ့ဂိုးကလွှဲရင်ဒိုင်ပွဲတစ်ချောင်းမှာပေးကိုလုံးဝမရှိသေးတဲ့စပိန်အသင်းရဲ့နောက်တန်းပွဲစဉ်တိုင်းဒီပါမှာသွင်းဂိုးတွေဖန်တီးမှုတွေလုပ်နေတဲ့လီယိုနယ်မက်ဆီကဲထိပ်တိုက်တွေ့ကြပြီဗျာ။ပရိသတ်ကြီးဘယ်အသင်းကိုပို့ပြီးတော့သဘောကျလဲဆိုတာ comment မှာတစ်ချက်လောက်မှန်ခဲ့ပေးပါဦး။ channel လေးကိုလည်း subscribe လုပ်ထားပေးဖို့အတွက်မေတ္တာရက်ခံချင်ပါတယ်။ရှေ့လျှောက်ဒီ channel ကနေပွဲကြိုသုံးသက်ချက်တွေပွဲပြီးသုံးသက်ချက်တွေနဲ့ပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားစရာစောင်းပါးတွေကိုအကောင်းဆုံးတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ထားခြင်းဖြင့်နောက်တာမရစေရဘူးလို့အာမခံပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်